Hello everyone ဒီဗီဒီယိုထဲမှာတော့ Vera တို့အနေနဲ့ Unit 5 exercise တွေကိုတူတူပြန်ပြီးတော့လုပ်သွားကြမယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီက Unit 5ရဲ့ exercise တွေမှာဒီက5.1ကိုရင်ဆုံးကြည့်ကြမယ် Write these verbs ဒီ verb တွေကိုပြန်ပြီးတော့ရေးပါပေါ့ဒီကရိယာတွေကိုရေးပါ with ses ထည့်ပြီးတော့ရေးရမှာပေါ့နော်အဲ့တော့တစ်ခေါက်လောက်ပြန်ပြီးတော့တွားကြည့်ရအောင်ပုံမှန်အားဖြင့် verb တွေကို s ထည့်လိုက်လို့ရှိရင်ဒါရပြီပေါ့နော်။ဒါပေမဲ့ verb to have တဲ့က have ရဲ့ဒီ singular က has ဖြစ်မယ် has ဖြစ်မယ်။ပြီးလို့ရှိရင်နောက်ထပ် sh နဲ့ဆုံးရင် es ပေါင်းရတယ်။ y နဲ့ဆုံးလို့ရှိရင် y ကိုဖြုတ် ies ပြောင်းပေးရတယ်။ဒါပုံမှန်အားဖြင့်ပေါ့နော်။ဒါပေမဲ့သူရဲ့ရှေ့မှာ vowel တရတွေဖြစ်တဲ့ a e i o u ဒီ y ရဲ့ရှေ့မှာ a e i o u ရှိနေလို့ရှိရင်သူက y ကို i ပြောင်းစရာမလိုဘူး s ပဲထည့်လိုက်ရုံပဲပုံမှန်အတိုင်း do do go ဆိုလို့ရှိရင် es ပေါင်းထည့်ပေးရတယ်အဲဆိုလို့ရှိရင်စပြီးကြည့်ရအောင်အဲ့တော့ number 1မှာ read ပေးထားတယ် read က s ပဲထည့်ရုံပဲပေါ့နော် think နဲ့တူတူပဲ s ပဲထည့်ရုံပဲ fly ဒီမှာ y နဲ့စုံနေ y ရဲ့ရှိမှ a ရရရှိလားမရှိဘူးဆိုတော့ y ကို i ပြောင်း es ပေါင်းပေးရတယ် dance ဒီမှာလည်း s ထည့်လိုက်လို့ရှိရင်ရပြီဒီရန် cas okay အဲ့တော့ have ရဲ့ singular ကခုနပြောတဲ့အတိုင်း has ဖြစ်မယ် finished sh နဲ့စုံနေရဆိုတော့ဒါကခုနကပြောခဲ့တဲ့အထက်မှာပါနေရဲ့ es ပေါင်းထည့်ပေးရမယ် sh နဲ့စုံရင်အဲ့တော့ 5.2 ပြန်ကြည့်မယ် complete the sentences about the people in the pictures sentences about the people in the pictures ပေါ့နော်ဒီပုံထဲကလူတွေအကြောင်းကိုရေးပေးရမှာအဲ့တော့မရေးခင်မှာ Vera တို့အနေနဲ့ဒီ box တွေက verb တွေကိုအရင်ကြည့်အောင် eat စားသည် go တွားသည် live နေထိုင်သည် play ကစားသည် sleep အိပ်စက်သည်ပေါ့နော်အဲ့တော့ဆက်ထွားမယ် number 1 piano ကကြတော့ he plays the piano သူကယောက်ျားလေးတစ်ယောက်တည်းဆိုတော့ he ကိုတောင်းထားတဲ့ pronoun ကို number 2သူတို့ကနှစ်ယောက်အများဆိုတော့ they အဲ့တော့အိမ်ဆိုတော့ဘာဖြစ်မလဲ live အများဆိုတော့ verb မှာ ses လေးထည့်စရာမလို number 3က main ကလေးတစ်ယောက်တည်းဆိုတော့ main ကလေးဖြစ်တဲ့အတွက်သူကို pronoun she တုံးပေးရမယ်အဲ့တော့အစားအသောက်တွေအတိအနံ့တွေဆိုတော့ is စားဒီဆိုတာဖြစ်ရမှာပေါ့နော် number 4ကတော့ယောက်ျားလေးတစ်ယောက်တည်း he ဖြစ်မယ် tennis ကတော့ကစားမှာဆိုတော့ he plays tennis he she it အနေတစ်ခုကိန်းတွေ third persons ဒီ subject တွေဆိုလို့ရှိရင် verb မှာ ses ထည့်ပေးရတယ်အဲ့တော့ number 5 to the cinema a lot သူတို့ we love films သူတို့ရုပ်ရှင်တွေကြိုက်တယ်ဆိုတော့ cinema a lot ရုပ်ရှင်ရုံကိုတွားမှာပေါ့ဒီ go okay number 6မှာသူကယောက်ျားလေးတစ်ယောက်တည်း he ဆိုတော့ဒီမှာသူအိတ်နေတဲ့ပုံပြထားတယ် sleeps as ထည့်ပေးရမယ် he she it အနေတစ်ခုကိန်းတွေဆိုရင် as ထည့်ပေးရမယ် okay 5.3 complete the sentences စာကြောင်းတွေကိုဖြည့်ပါအဲ့တော့စာကြောင်းတွေကိုဖြည့်ဖို့ဒီ verb တွေကိုအရင်ဆုံးကြည့်မယ် boy super ဒီ close ပိတ်ဒီ cost ဒါကကြတော့ဒီကုန်ကြရတာပေါ့နော် like ကြိုင်နေတတ်ဒီ meet တွေးဆုံဒီ open ဖွင့်ဒီ speak စကားပြောဒီ teach သင်ကြားဒီ watch ဆေးကြောဒီအဲ့တော့ number 1 Maria တယောက်တည်းဆိုတော့ speaks မှာ as ထည့်ထားပြီး for languages ဘာသာစကား၄မျိုးပြောနိုင်တယ် number 2 the shops ဒီ subject ကိုအရင်ကြည့်ရမယ် subject အနေများကြည့်ရမှာပေါ့နော် the shops ကအများဆိုတော့ in a city center usually at 9 o'clock in the morning မနက်ဆိုတော့ဒါဆိုင်ဖွင့်တာဖြစ်မှာပေါ့နော်ဆိုင်တွေကအများဆိုတော့ verb မှာတော့သူက ses ထည့်စရာမလိုတော့ open ပဲဖြစ်မယ် number 3 the city museum မှာတစ်ခုတည်းဆိုတော့ဒါ singular ဆိုတော့နောက်မှဆက်ကြည့်မယ် at 5 o'clock in the evening အဲ့တော့ညနေခင်း9 နာရီဆိုတော့ဆိုင်ပိတ်တာဖြစ်မှာပေါ့ close အဲ့တော့ close ကသူက as ထည့်ပေးရတယ်ဘာလို့လဲ the city museum မှာတစ်ခုတည်းဖြစ်တဲ့အတွက် singular ဖြစ်တဲ့အတွက်ပေါ့နော် number 4 Tina is a teacher Tina ကဆရာမတစ်ယောက်ဆရာမဆိုတော့စာတင်ကြားမှာပေါ့ she teach t e a c h s s h c h နဲ့ဆိုရင် es ပေါင်းပေးရတယ် she အနေတစ်ခုကိန်းဆိုတော့ပြောင်းပေးရတယ်ပေါ့နော် number 5 my job is very interesting စိတ်ဝင်စားဖို့ကောင်းတယ်တဲ့ I a lot of people လူတွေအများကြီးနဲ့တွေ့ဆုံရတယ် meet
ဒီမှာ I ကတစ်ယောက်တည်းဒါပေမဲ့ SES ထည့်စရာမလိုဘူးဘာလို့လဲသူက first person ဖြစ်တဲ့အတွက်ပေါ့နော် first person ဆိုတော့ဒီစကားပြောနေတဲ့ conversation တစ်ခုမှာဆိုရင်စကားပြောနေတဲ့အတွက်ဒါ first person ပေါ့နော်နားထောင်နေတဲ့အတွက်ဒါ second person လို့ခေါ်တယ် okay အဲ့ဒါဆိုလို့ရှိရင်ဆက်ပြီးတော့မယ် number 6 Peter's car Peter ရဲ့ကားက is always dirty အမြဲညစ်ပေနေ he never အမြဲညစ်ပေနေဆိုတော့သူဘယ်တော့မှရေမဆေးလို့ပေါ့ကရေဆေးရမျိုးတိတ်ပြီးမလုပ်လို့ washes အဲ့တော့ sh နဲ့ဆိုရင် es ပေါင်းပေးရတယ် food is expensive ဈေးကြီးတယ် it အဲ့တော့ဈေးကြီးရဆိုတော့ကုန်ကြမှာပေါ့ cost okay ပြီးရင် shoes are expensive ဒီမှာ shoes ကအများဖြစ်နေတယ်ဒီမှာလည်းကုန်ကြတာပဲအဲ့တော့ဒီ subject အနေအများကြည့်ပေးရတယ်ပေါ့နော် water at 100 degree Celsius okay ဒီမှာကတော့ရေကစူပွက်တယ် wise ဒီမှာရေတွက်လို့မရအောင် uncountable noun တွေကဒီမှာအများ form မရှိဘူးပေါ့နော်အဲ့တော့သူက singular အနေနဲ့ပဲယူပေးရတယ် s ထည့်ပေးရတယ် Laura and I are good friends ဒီမှာလူနှစ်ယောက်ဒါပေမဲ့ပြန်ကြည့်မယ်ဆိုရင်အနောက်မှာ I တစ်ယောက်တည်းဖြစ်သွားပြီ I like her and ဒါတော့ I ကကြတော့ s ထည့်စရာမလိုဘူးခုနပြောတဲ့အတိုင်း first person ဖြစ်တဲ့အတွက် she ကကြတော့ third person ဖြစ်တဲ့အတွက်ဒီကို s ထည့်ပေးရတယ် third person singular ဖြစ်တဲ့အတွက်အဲ့တော့ဆက်ပြီးတော့တွားမယ် 5.4 Write sentences from this words use the right form of the verb verb ကိုလည်းလိုအပ်ရင်ဒီ right form ပြောင်းပေးရမယ်သူပေးထားတဲ့စလုံးတွေစလုံးစီပေးရမှာပေါ့အဲ့တော့စလုံးစီပေးရမယ်ဆိုလို့ရှိရင်အဓိက subject ကိုအရင်ကြည့်ရမယ် subject ရင်လာမယ်ပြီးရင်ဒီလိုမျိုး always never ဒီ FF frequency တွေပိုင်းသူတို့က main verb ရဲ့အရှိမလာမယ်အဲ့တော့ပထမဆုံးဒီမှာ subject က su ပြီးလို့ရှိရင် verb frequency ပါတယ် always ပြီးလို့ရှိရင် verb က arrive ကသူပေးထားတဲ့ arrive ကဒီ vera တို့တုံးလို့မရအောင်ဘာလို့လဲစုကတစ်ယောက်တည်းဖြစ်တဲ့အတွက် arrive မှာ s ထည့်ပေးရတည် arrives early okay အဲ့ဒါဆိုလို့ရှိရင် number 2 to the cinema never I go ဆိုတော့ I ပေးထားတယ် subject ရင်လာမယ်လို့ရှိရင် verb frequency ဖြစ်တဲ့ never လာမယ်ပြီးရင် main verb လာမယ်လို့ရှိရင်တော့ to the cinema ဒါမဲ့ဒီမှာတခုကြည့်ရအောင် I ဖြစ်တဲ့အတွက် verb ကိုပြောင်းစရာမလိုသူပေးထားတဲ့ verb ကမှန်တယ် okay ဒီမှာကတော့ subject က Martina ပြီးရင် verb frequency ဖြစ်တဲ့ always လာမယ်အမြဲတမ်း work hard အဲ့ဒီမှာ work hard မှာတခုလိုနေဘာလို့နေရလဲဆိုတော့ခုနကပြောတဲ့အတိုင်း Martina တစ်ယောက်တည်းအဲ့တော့ verb မှာ s ထည့်ပေးရမယ်ပြီးရင် number 4 children ကအများကလေးတွေဆိုတဲ့အဓိပ္ပာယ် children ပြီးလို့ရှိရင် above frequency ဖြစ်တဲ့ usually လာမယ်ပြီးရင် like main verb လာမယ်ပြီးလို့ရှိရင်တော့ဒီမှာတော့ object လာမယ်ပေါ့ okay အဲ့ဒါဆိုလို့ရှိရင် number 5ပြန်ကြည့်မယ် number 5ကတော့သူကဒီ subject က Jackie ဖြစ်မယ် Jackie ပြီးရင် above frequency always ပြီးရင် enjoy ဒီမှာ Jackie ကတစ်ယောက်တည်းဖြစ်တဲ့အတွက်သူကကြတော့ verb မှာ s ထည့်ပေးရတယ်ဒီမှာဘာလို့ဒီ y ကို i မပြောင်းတာလဲဆိုရင်ခုနကပြောတဲ့အတိုင်းသူ့ရဲ့ရှေ့မှာ a e i o u ရှိနေတဲ့အတွက် y ကို i ပြောင်းစရာမလိုဘူး s ပဲထည့်လိုက်ရုံပြီးရင်တော့ parties object ကိုထည့်မယ် number 6ဒီမှာ subject က I ပြီးလို့ရှိရင်ဒီမှာ often ပြီးရင် forget ဒီမှာကျတော့ first person ဖြစ်တဲ့အတွက် verb မှာ ses ထည့်စီဟာမလို people's names okay အဲ့ဒီမှာလူတွေရဲ့နာမည်တွေကိုတူတာတဲ့မကြာခဏမေးလို့ရှိတယ်အဲ့တော့ number 7မှာ subject က some ပြီးရင် verb frequency က never ပြီးရင် watch မှာ some ကအနေတယောက်ထည့်ဖြစ်နေတဲ့အတွက် watch မှာ es ထည့်ပေးရတယ် ssh ch ဆိုရင် es ပေါင်းပေးရတယ် watches tv အဲ့တော့ဒီမှာ object ပြန်လာပြီးရင် number 8မှာ subject က we ဖြစ်မယ်ပြီးလို့ရှိရင် verb frequency usually main verb have ပြီးရင် object လာမယ်ပြီးလို့ရှိရင်ဒီမှာတခုရှိတာကအချိန်ကအမြဲတမ်းသူကနောက်ဆုံးမှာပဲလာ sentence တခုရဲ့နောက်ဆုံးမှာပဲလာတယ်ပေါ့နော်အဲ့ဒါကိုမှတ်ထားရမယ်အဲ့တော့ number 9 cake always ပြီးလို့ရှိရင် well ဒီမှာလည်းတူတူပဲ well မှာ s ထည့်ပေးရတယ် cake ကအနေတယောက်တည်းဆိုတော့လေပြီးလို့ရှိရင်တော့ဒီ nice clothes object လာမယ်
အဲ့ဆိုလို့ရှိရင်5.4လည်းရမယ်လို့ထင်တယ်5.5ကတော့လွယ်တယ်ပေါ့နော် Write sentences about yourself ကိုယ့်ရဲ့အကြောင်းရေးရုံပဲမှန်တယ်မှားတယ်မရှိဘူးဘာတွေကိုတုံးပေးရမှာလဲ always never often usually sometimes ဒါတွေကိုတုံးပေးရမယ်အဲ့တော့ always ကအမြဲတမ်းလုပ်ဖြစ်နေတဲ့အရာတွေဆိုလို့ရှိရင် always တုံးလို့ရတယ် never ဘယ်တော့မှမလုပ်တဲ့အရာတွေ often မကြာခဏလုပ်ဖြစ်တဲ့အရာတွေ usually ပုံမှန်တိုင်းလုပ်ဖြစ်နေတဲ့အရာတွေပုံမှန်ပေါ့နော် sometimes ကတော့တခါတရံလုပ်ဖြစ်နေတဲ့အရာတွေ watch TV in the evening ဆိုတော့ I usually watch TV in the evening ဒါတူရေးထားပြပေးထားတဲ့ဟာပေါ့နော်အဲ့တော့ number 2 read in bed ဆိုတော့ I always read in bed okay ပြီးရင် number 3 always verb frequency တွေရင်လာမယ်နော် main verb ရဲ့အရှိမအဲ့တော့ number 3က I ဘာလို့လဲဆိုတော့ကိုယ့်အကြောင်းရေးခိုင်းတာဆိုတော့လေ subject ကအကုန်လုံး I ဖြစ်သွားမယ် get up before 7 o'clock ဆိုတော့ never get up before 7 okay number 4 go to work school by bus I never ဒီမှာတော့ go to work တုံးလို့ရတယ် go to school တုံးလို့ရတယ်ပေါ့နော် go စင်ပြေရတုံးလို့ရတယ်မားတယ်မှန်တယ်တော့မရှိဘူးပေါ့နော်အဲ့တော့နောက်ဆုံးတစ်ခု drink coffee in the morning I never drink coffee in the morning okay ဒါကတော့ကိုယ့်ရဲ့အကြောင်းရေးရမှာဆိုတော့ကိုယ်အဆင်ပြေတယ်လို့ရေးလို့ရတယ်ပေါ့နော် alpha frequency ကိုတုံးပြီးစာကြောင်းလေးကိုတိဆောက်ပေးရမှာအဲ့ဆိုလို့ရှိရင် unit 5လည်းပြီးသွားပြီပေါ့နော် unit 5မေးစရာရှိလို့ရှိရင်လည်းဒီ comment မှာမေးထားလို့ရတယ်တခြား unit တွေကိုလည်း Vera ပြန်ပြီးတော့ video လေးတွေလုပ်ပေးသွားဖို့ရှိပါတယ်အဲ့ဆိုလို့ရှိရင်တော့ thank you for your time and have a good day thank you